လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုပါအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဘုန်းကြီးတို့ဒီကနေ့1339ခုနှစ်သဇောင်းမုံလစုပ်9ရက်နေ့ညတောင်ငူမြို့ရွှေဆံတော်ဂောဘကပင့်လျောက်ချက်အရာရွှေဆံတော်ဘုရားကုန်းတော်ပေါ်မှာဒီရွှေဆံတော်စေတီတော်မြတ်ကြီးရွှေသင်္ကန်းကတ်လူရန်အတွက်တမင်သက်သက်ဘုန်းကြီးလာပြီးတော့ပူညီ၍ဟောကြားတဲ့တရားပွဲဘုန်းကြီးတို့ကပါဇက်ဆိုင်တရားဓမ္မများအနေနဲ့ကမိမိတို့ရှားဖွေလုတ်ကင်ထားတဲ့စီဝါရေးတွေမှာလူနိုင်တတ်နိုင်တဲ့ဝတ္ထုကြေးငွေများဖြင့်လူတန်းကြရမယ်ပွဲခင်ဗျားတို့ကဘုန်းကြီးတို့တဲ့တော်ပါတယ်ဘုန်းကြီးတို့ကတိုက်တွန်းယုံမဲ့ရှိခင်ဗျားတို့ကတလဲတရားလဲနာရတယ်ငွေလဲလှူရဘုန်းကြီးတို့ကတော့တရားဟောတဲ့ကုသိုလ်ပဲယူနိုင်တယ်ပြိဿကဘုန်းကြီးတို့တဲ့ကုသိုလ်တစ်ခုပိုပါပဲဒါကြောင့်ဒီပိုရှန်ရှန်ရတဲ့ကုသိုလ်ကိုလည်းပဲကြိုးစားပြီးတော့ယူနိုင်အောင်လှူနိုင်အောင်ဆောင်ရွက်ကြပါလို့တိုက်တွန်းပါဒီလိုတိုက်တွန်းပြီးတဲ့နောက်ဘုန်းကြီးတို့ဒီကနေ့ရှေ့ပိုင်းမှာဝိပဿနာပိုင်းဆိုင်ရာအနည်းငယ်ကိုဘုန်းကြီးဟောပါနိဗ္ဗာန်ကြောင့်ဘုန်းကြီးပြောမလို့ဘုန်းကြီးတို့ကလည်းနိဗ္ဗာန်ကတစ်ခေါက်မှပြန်ခဲ့ဘူးသေးတာမဟုတ်တော့ခမည်းတော်ကလည်းနိဗ္ဗာန်ကိုတစ်ခေါက်မှသွားဘူးသေးတဲ့လူသားတွေမဟုတ်တော့ဘုရားကိုယ်တော်မြတ်ဟောကြားဆုံးမတော်မူတဲ့အဆုံးအမဒေသနာတော်အတိုင်းနိဗ္ဗာန်ရဲ့အကြောင်းကိုသိကောင်းစရာတရားနာပိဋကကိုဘုန်းကြီးမြန်မာလိုရှင်းရှင်းလေးနဲ့လူတိုင်းနားလည်အောင်ပြောမယ်ပိဋကကြီးနိဗ္ဗာန်ဆိုတာကြားဘူးသလားကြားဘူးတယ်ကြားဘူးတော့မေးရအောင်ပဲပိဋကကြီးအဲ့ဒီနိဗ္ဗာန်ကအဖြူအနီအကြောင်းအကြအနီအဝါအစိမ့်အနက်စသည်ဖြင့်မျက်စိနဲ့ကြည့်လို့မြင်ရလားပိဋကနိဗ္ဗာန်ကအဲ့ဒါလို့လည်းမမြင်ဘူးလေးတော့အရှိအဝိုင်းအစရှိသဖြင့်အကောင်းအထည်တရကိုမျက်စိနဲ့ကြည့်လို့မြင်ရအဲ့ဒါလို့လည်းမမြင်ဘူးမမြင်တော့ဒီနိဗ္ဗာန်ကိုကျွတ်တို့တဲ့တဲ့မေးရမယ်ဆိုရင်ဘယ်လိုဟာကိုနိဗ္ဗာန်ခေါ်သလဲလို့ဒါဘုန်းကြီးကမေးလိုက်ပရိသတ်ကြီးအနေနဲ့ဘယ်လိုဟာနိဗ္ဗာန်ခေါ်သလဲမေးရင်ဘယ်လိုဖြေကြပါလဲစဉ်းစားနေတော့မှုပါဖြေတော့ဖြေလိုက်မယ်နဲ့တူတယ်ဘာပြုလို့နိဗ္ဗာန်ခေါ်သလဲလို့မေးရင်တရားနာပရိသတ်ကြီးဖြေဖို့မှတ်ထားကြတယ်နိဗ္ဗာန်ဆိုတာပါဠိပြည့်နော်နိဗ္ဗာန်ဘယ်ပါဠိကထွက်လာတာလဲလို့မေးတော့နိဗ္ဗာန်ဆိုတဲ့ပါဠိကထွက်လာနိဗ္ဗာန်ဆိုတာပါဠိမြန်မာလိုပြန်တော့ငြိမ်းတယ်တဲ့ဒီအဓိပ္ပာယ်ပဲရ
ပိဿာကြီးနိဗ္ဗာန်ကိုမြန်မာလိုပြန်တော့ဘယ်လိုခေါ်တော့ငြိမ့်တယ်ဒါကြောင့်ဘာဖြစ်လို့နိဗ္ဗာန်ခေါ်တာလဲမေးရင်ငြိမ့်လို့နိဗ္ဗာန်ခေါ်ပါတယ်ဗျာဒါလေးတော့ဖြေကြပိဿာကြီးဘာဖြစ်လို့နိဗ္ဗာန်ခေါ်ပါလိမ့်ညီငယ်နှမငယ်တို့မင်းတို့နင်တို့နားလည်လောက်တဲ့စကားလုံးနဲ့ငါပြောနေတာဟဲ့မှတ်သွားကြလူကြီးတွေလည်းမှတ်ပေါ့ဗျာကလေးတွေတင်ပြောလို့တို့တော့မှတ်เสียမလိုဘူးမအောင်မိပါနဲ့နောက်ရက်မေးလိုက်မယ်ကလေးတွေကပြောပါလိအကောင်ဘာတော့ဟာနေပါဦးမြတ်နိဗ္ဗာန်ခေါ်နေတယ်ဘယ်လိုဟာနိဗ္ဗာန်ခေါ်တာရှားရှိတာကွာမင်းနိဗ္ဗာန်ဆိုတာတို့ဒီနိဗ္ဗာန်ပေါ့ဟာဦးမပြောစကလေးဒေါကံဟုတ်ပါပြီဗျာနိဗ္ဗာန်မို့နိဗ္ဗာန်တော့နိဗ္ဗာန်ပေါ့ဘာကြောင့်ဘယ်လိုသဘောတရားကြောင့်ဘယ်လိုအကြောင်းကြောင့်နိဗ္ဗာန်ခေါ်တာရှားရှိတာကွာနိဗ္ဗာန်မှာဆိုနိဗ္ဗာန်ပေါ့ဟာဒီရင်လမ်းဆုံးမှာစိုးလို့ကျုပ်အခုနိဗ္ဗာန်ကြောင့်ပြောနေတယ်နော်ဘာဖြစ်လို့နိဗ္ဗာန်ခေါ်တာလဲမေးရင်ငြိမ့်လို့နိဗ္ဗာန်ခေါ်ပါတယ်ဗျာဘာဖြစ်လို့နိဗ္ဗာန်ခေါ်ပါလိမ့်ငြိမ့်လို့နိဗ္ဗာန်ခေါ်တယ်ဆိုတော့ဘာဒီငြိမ့်ပါလိမ့်ဘာလဲဟုတ်ပါတယ်နင်တို့ပြောတာဒုက္ခတွေငြိမ့်ဒီတော့ငြိမ့်မုံလေးကိုအရင်တစ်ခါဟောခဲ့တဲ့အတိုင်းမဟောဘဲနဲ့နည်းနည်းလေးပြောမယ်ငြိမ့်မုံနိဗ္ဗာန်ရဲ့သဲလွန်စာလေးဘုန်းကြီးပြမလို့နိဗ္ဗာန်ရဲ့သဲလွန်စာပရိသတ်ကြီးခုတရားနာနေတဲ့အချိန်ခါမှာပရိသတ်ကြီးရဲ့အစ္ဆဒတန်ထာမှာဟိုဟာလိုခြင်းဒီဟာလိုခြင်းဆိုတဲ့လောဘတွေရှိသလားရော့သွားတယ်အတန်ပရိသတ်ကြီးဟိုဟာလိုခြင်းဒီဟာလိုခြင်းဆိုတဲ့လောဘတွေရှိသလားမရှိဘူးဆိုပြီးတရားကနာနေတာဟိုကောင်မှချီးထားတဲ့ငွေစိတ်နဲ့ဖြင့်ကတော့သွားတောင်းမဆိုတဲ့မိမတွေအလွတ်ပေါ့သို့တော်ဒီထက်ပါမယ်မဟုတ်ပါဘူးပါရလားပြိဿအေးပါမပါပါဘူးပဲပြောပါမပါဘူးဟဲ့ဒါဖြင့်လောဘချုပ်နေတယ်တရားတော်ကိုအာယုံပြုနေတဲ့အခါအာယုံဒီပရိသတ်ကြီးနှစ်ခုယူလို့ရကောင်းရဲ့အာယုံဆိုတာတစ်ခုတည်းယူလို့ရဘုန်းကြီးပါဇက်ကထွက်လာတဲ့တရားသံအာယုံတစ်ခုတည်းယူနေသဖြင့်လောဘမရှိဘူးချုပ်နေတယ်ဒါပြည့်ပရိသတ်ကြီးအနေနဲ့အခုဒေါသကိုရှိရလားတရားနာနေတဲ့အခိုက်ဒေါသလည်းမရှိဒေါသချုပ်နေတယ်ဒေါသရှိရင်ဒီလူတွေအများကြီးပဲဒီလိုအတူတူထိုင်လို့ရလေအကုန်လုံးထရန်ဖြစ်သတ်ကုန်မှာပေါ့မရှိဘူးဒေါသလည်းချုပ်နေတယ်ဒါပြည့်ပရိသတ်ကြီးအခုတရားနာနေတဲ့အချိန်ခါမှာမောဟကိုရှိရဲ့မောဟလည်းချုပ်နေတယ်သို့တော်လည်းအိတ်ချင်တဲ့လူအလွတ်ပေါ့ဒါပြောရသေးတာကိုဒီချိန်တော့မအိတ်ချင်တော့သေးပါဒီတော့ပရိသတ်ကြီးမာနကိုရှိရဲ့လားမာနမရှိဘူးနည်းနည်းတော့ပြောအောင်မယ်ပေါ့မာနမရှိပုံလေပရိသတ်ကြီးရုပ်ရှင်ပွဲဇက်ယုံပွဲတွေသွားတဲ့အချိန်ခါမှာတဏ္ဍခါတွေလိမ့်လို့အဝတ်ကောင်းစားကောင်းတွေဝစ်လို့တသသနဲ့လှလှပပဖြစ်အောင်မပြင်ဘူးလားပြိဿဟေးတို့တရားပွဲဒီလောက်ပြင်ရလားဟေးပြင်တဲ့လူအလွတ်ပေါ့ပြောရသေးတာတရားပွဲလည်းပြင်ရင်ပြင်းလာမှာကိုလူတွေဆိုတော့တတ်တရရသွားမှဟဲ့ဒါမျိုးပြောတာပါ
မာနမရှိဘူးဟဲ့တို့တရားပွဲမှာဒိဋ္ဌိရောရှိရလားပြိဿဒိဋ္ဌိဆိုတာကဒီတရားနာနေလို့အကျိုးမရှိပါဘူးညောင်းတာပါပဲဒီတရားနာနေလို့ငါတို့အပိုးပါပဲဖယားဟောတဲ့တရားအစစ်ဟုတ်ချင်မှဟုတ်မှာပါအိုတရားဟောတဲ့ဘုန်းကြီးကလည်းပဲနိဗ္ဗာန်ရဖို့ဆိုတာဝေးလို့သောတာပန်အစော်လေးတောင်မနံသေးဘူးတို့ကလည်းဘာမှမသိသေးဘူးဘာမှကျေးဇူးရှိမှမဟုတ်ပါဘူးလို့အဲ့ဒီလိုအယူတွေချော်ပြီးတော့လွဲနေမယ်ဆိုရင်တရားဝဲကြီးရောက်လာပါဒါကြောင့်ဒီတရားဝဲကြီးမှာလောဘဒေါသမောဟမာနဒိဋ္ဌိပပင်စတရားတွေချုပ်နေတယ်ဒီလောဘဒေါသမောဟတွေချစ်တတ်ကြီးရဲ့အစ္ဆဒတန်တမ်းမှာအေးသလားပူသလားပြိဿဒီချမ်းသာထောင်တော့ရှင်းရှင်းလေးပြောနေတာဟဲ့လောဘဒေါသမောဟတွေချုပ်နေလို့တရားပွဲကြီးထိုင်ပြီးတရားနာရတာအေးဝဲလန်းသပင်သွားတဲ့အခါဒီလိုအေးရလားဟဲ့အေးပါဗျာကဲဇာယုံတယုံကပြီဆိုပါစို့မြို့တော်သိမ်းအောင်ရောက်လာဟဲ့တောင်ငူမြို့ငါမအေးပုံလေးပြောရလားမြို့တော်သိမ်းအောင်ဇာယုံရောက်ပြီဆိုတဲ့အချိန်ကစပြီးတော့ယုံဝင်ကလူကြီးဘလောက်ကလေးဘလောက်တဲ့ဝင်တယ်စိတ်ထဲယုံဝင်ကကိစ္စမရှိပါဘူးဖြာစည်းတွေကတန်တယ်အိုးဈေးတန်ယုံမကလို့30ပေးရ40ပေးရမဖြစ်ဘူးဝယ်မှဖြစ်မှာဟိုကောင်လေးဖြာဝယ်ခိုင်းလိုက်တာမရဘူးတဲ့မလေးမရခြင်းနေပေသည်သူတို့လက်ထဲကပြန်ပြီးရောက်တဲ့မှောင်ခိုဈေးပေါ့ဘလောက်များဝယ်မှဖြစ်မှာမကြည့်ရလို့တော့မဖြစ်ဘူးဟောတရားပွဲကြတော့ပရိသတ်ကြီးအဲ့ဒီလိုအတွေးတွေအပူတွေရှိရဲ့အိုးတဲ့တရားပွဲဆိုတာတဲ့ဘယ်နေရာကထိုင်းနာဖြစ်တာပဲစောပါသေးတယ်တရားပွဲကြအတော်အေးတာနော်ပရိသတ်ကြီးမအေးဘူးလားပရိသတ်ကြီးအေးပါဗျာအိုးတဲ့အဝေးကြီးကနာရလဲဘာဖြစ်တုံးနဲ့ဘုန်းကြီးဘယ်ကလှမ်းကြည့်ကြရုံကြီးပဲကနေတာမှမဟုတ်ပဲခုံးနေတာမှမဟုတ်ပဲတဲ့အေးပုံလေးပြောနေတာဟဲ့တို့တရားပွဲကအလွန်အေးတာနေရမရလို့လည်းမပူဘူးယုံဝဲကြတော့နောက်ပိတ်ဆုံးကကြည့်ချင်ရလားဟဲ့ကြည့်ချင်ပါဘူးဗျာဆိုင်နောင်သားကရမှာတဲ့ပူပုံနေဟောဒီထဲဇက်ပွဲရောက်သွားတော့တခါပြန်ကြည့်ဇက်ပွဲရောက်သွားတော့မင်းသားမင်းသမီးကိုကနှစ်သက်တယ်ဇက်ထုတ်ဇက်ကွက်ကဝင်လာပြီမင်းသားလေးကိုတနာတယ်မင်းသမီးလေးကိုချစ်တယ်ဒီထဲဇက်ထုတ်ဇက်ကွက်ထဲကပုံနာကမင်းသမီးနှိပ်စက်တော့မယ်မင်းသားနှိပ်စက်တော့မယ်မင်းသားမင်းသမီးချစ်တာလောဘမင်းသားမင်းသမီးလည်းပင်ကျိုးနဲ့ပုံနာကတတ်ဆွဲပြီးရိုက်တဲ့နှက်တဲ့အခါဒေါသသိချင်းစိုးကြီးအချောင်ပူးနေတာဘိုးကတော့ဇက်ထုတ်ဇက်ကွက်ကိုပြနေတချို့များအနှိမ့်ဆက်ကောင်းလုံးလို့လေအဲ့ဒီပုံနာရဲ့နှာခေါင်းကိုတရေပတ်နဲ့တရေခွင်းနဲ့ချိန်ပြစ်တာရှိဘူးပြောင်းဘူးရိုးတို့မြေစံခဲတို့ဇက်ခုံပေါ်မှာအမြင်ကပ်လို့လှမ်းပြစ်တာဒေါသတွေမင်းသားမင်းသမီးကိုချစ်နေတာလောဘနှိမ့်ဆက်တဲ့လူကိုဒေါသအဲ့ဒီလောဘဒေါသတွေရှိသလိုများတို့တရားပွဲကြီးရှိသလားဟဲ့ရှိပါဗျာမရှိဘူးငြိမ့်နေတယ်ဒီတော့ဒီလိုလောဘဒေါသမောဟတွေချုပ်နေလို့ငြိမ့်နေလို့အေးနေတယ်ဆိုရင်တို့တိုင်းပြည်ကြီးလေပရိသတ်ကြီးနည်းနည်းလေးစဉ်းစားကြည့်သားဟောဒီအခုတရားနာနေတဲ့အချိန်လိုဒီလောဘတွေဒီဒေါသတွေဒီမောဟတွေတနေ့လုံးချုပ်ရင်တနေ့လုံးမအေးဘူးလားပရိသတ်အေးပါဗျာတလလ
ချုပ်ရင်တစ်လလုံးမအေးဘူးလားအေးပါဗျာတစ်နှစ်လုံးချုပ်ရင်တစ်နှစ်လုံးမအေးဘူးလားအေးပါဗျာဟာတစ်သက်လုံးချုပ်ရင်တစ်သက်လုံးမအေးဘူးလားအေးပါဗျာအေးတယ်ဒီတစ်သက်တည်းမကဘဲနဲ့လောဘဒေါသမောဟတွေခိုးအောင်တရားဖြစ်တဲ့ဟောဒီခန္ဓာဝန်ကြီးအစပြောက်ချုပ်သွားတဲ့နိဗ္ဗာန်ဆိုတာဘလောက်အေးလိုက်မတော့လို့တမျောတခေါ်ကြီးမှန်းကြည့်လို့မရဘူးလားပြိဿဒါကြောင့်လောဘဒေါသမောဟအစပြောက်ဒီခန္ဓာကြီးချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်များလိုချင်မူလားပြိဿလူတော့လူချင်းနဲ့မျက်စိနဲ့မြင်ရတာမဟုတ်တော့တဲပြီးတော့အာသာမပြင်းပြတနေ့စည်းဝါရှာလို့ငါးကြရတဲ့ငွေကလေးကလက်နဲ့ကင်သုံးလို့ဖြစ်သည်တနေ့စည်းဝါရှာလို့ရတဲ့ငွေကလေးငါးကြကတစ်ခုခုဝယ်စားလို့ဖြစ်သည်လောဘဒေါသမောဟတွေခြုံငိမ့်သွားလို့အေးနေပါတယ်ခေါ်တဲ့နိဗ္ဗာန်ကမျက်စိနဲ့ကြည့်လို့လည်းမမြင်လက်နဲ့ကိုင်းသုံးလို့လည်းမရတော့ဘယ်သူမှသိပ်ပြီးပြင်းပြမလို့ခြင်းရှင်းရလားဘုန်းကြီးပြောတာပြင်းပြရဲ့လားငြိမ်သာနေငါသိတယ်လင်းလို့လည်းမရဘူးမပြင်းပြဘူးတရားနာပိသကြီးဒီနေ့ငွေ1000ပေးမယ်ငွေ1000ပေးမယ်အဲ့ဒီပေးမယ်ငွေ1000နဲ့နိဗ္ဗာန်ကိုအခုလိုက်သွားဖို့နဲ့လက်ငင်းရှင်ပြီးစံချိန်ထိုးလိုက်တော့ပြောရအောင်ဘယ်ဟာကိုယူမလဲဟေးဝါဒတာလှုပ်လိုက်တာမနိဗ္ဗာန်ကိုမဟုတ်ဘူးပြောအောင်မယ်နိဗ္ဗာန်ယူမယ်ဆိုတဲ့လူတွေမရရှိရင်လည်းထားပစ်ခဲ့ရမှာနော်မိမဆိုရင်လည်းလင်ရှိရင်ထားပစ်ခဲ့ရမှာနော်အဲ့ဒီငွေ1000ကတော့လင်ရောမယားရောနှစ်ယောက်စလုံးအတူတူသုံးရမှာနော်သားသမီးရှိရင်လည်းထားပစ်ခဲ့ရမှာနော်စဉ်းစားပြီဟုတ်တော့ဟုတ်သားအလီဖြည်းဖြည်းမှနိဗ္ဗာန်ယူတာကောင်းထင်ပါရဲ့တကယ်တော့လက်တွေ့ပြောမယ်ဆိုရင်နိဗ္ဗာန်မရတာအဲ့ဒီဥပါဒဏ်နဲ့အဲ့ဒီတန်ရောစဉ်တွေကြောင့်မရဘူးဆိုတာကျုပ်ကရှင်းအောင်ပြောနေတာပါဒီမူလအဖိုးကြီးတယောက်နိဗ္ဗာန်မဲ့ဖို့ရက်တူရရပါလို့ဤဟာနိဗ္ဗာန်မဲ့ဖို့ရက်တူရရပါလို့ဤနေ့တိုင်းဆူတောင်းတော့လူနောက်တယောက်ကရွှေရောင်ငွေပြားတွေကိုက်ပြီးတော့နတ်ဝတ်တန်းစာတွေနဲ့ကြက်ခိုးစင်ပေါ်တက်ကြက်ခိုးစင်ပေါ်တက်နေအဖိုးကြီးကဆူတောင်းတယ်နိဗ္ဗာန်မဲ့ဖို့ကိုရက်တူရရပါလို့ဤဖျားတောင်းလည်းပြီးရောကြက်ခိုးစင်ပေါ်ကနေပြီးတော့နတ်ဝတ်တန်းစာတွေနဲ့ဝိုးဝနဲ့ခုန်ချလိုက်အလိုအယောဝါတွေနဲ့သင်ဘသူတို့တရားပဲတရားမင်းဘာကိစ္စဆင်းလာဘာကိစ္စဆင်းရသင်အဖိုးကြီးသည်နေ့စဉ်နဲ့မြနိဗ္ဗာန်မဲ့ဖို့ရက်တို့ဆူတောင်းတာအခုတော့ရက်တွေရှည်လှပါဘောလားဒါကြောင့်တဏှာလုံးလို့သင်နိဗ္ဗာန်ကိုယခုအရှင်လခေါ်မလို့လာလိုက်ခဲ့သွားစို့ဘုရားကဘာပြောတယ်ထင်တယ်နေပါအောင်တရားမင်းရဲ့အနောက်ခံလေကအဖွားကြီးသွားတိုင်မင်းမရစေလို့ဆိုတကယ်တော့ကြတော့တိုင်မင်းရအောင်မှာဒါကြောင့်တရားနာပရိသတ်ကြီးချိန်ထိုးပြလိုက်တော့လက်နဲ့ကြိုက်သုံးလို့မရမျက်စိနဲ့ကြည့်လို့မမြင်တဲ့နိဗ္ဗာန်မို့လူချင်းတဲ့စိတ်ကသိမပြင်းထန်လှပဲမပြင်းထန်လို့လဲခမည်းတော်ကျွတ်တို့မရကြရှင်းရလားဘုန်းကြီးပြောတာရှင်းပါတယ်ဒါကြောင့်ကြက်ကြက်ဂယုစိုက်ကြစမ်းပါအခုတရားနာတဲ့အချိန်ကလေးမှာလောဘဒေါသမောဟတွေ
ချုပ်နေလို့အေးနေတဲ့သဘာဝမျိုးဆိုရင်ပရိသတ်ကြီးကြုတ်ပြောမယ်အဲ့ဒီနိဗ္ဗာန်မှာလောဘဒေါသမောဟမရှိတော့ယုံနေဂတ်တွေထောင်နေရှိပါဗျာရှိဘူးယုံနေဂတ်တွေထောင်နေဆိုတာကြုံမဲအောင်မဲ့လူဆိုးတွေထားဖို့လားလူကောင်းတွေထားဖို့လောဘဒေါသမောဟမရှိသဖြင့်နိဗ္ဗာန်သည်ယုံဂတ်ထောင်မရှိခြင်းသည်လူဆိုးမရှိလို့လားလူဆိုးရှိလို့လူဆိုးမရှိတဲ့နေရာဆိုတော့နိဗ္ဗာန်ယုံနေဂတ်တွေထောင်နေမရှိဘူးကျွတ်တော့လူပြေကြတော့လူဆိုးတွေရှိသလားမရှိဘူးလားလူဆိုးတွေရှိလို့ယုံနေဂတ်တွေထောင်နေထားရအဲ့ဒီလူဆိုးတွေကလည်းဘာတွေအသုံးပြုနေလို့တုံးလို့ဆိုတော့ဟောဒီလောဘဒေါသမောဟတွေအသုံးပြုနေလို့လူကျင်တာတွေစိတ်ဆိုးတာတွေဒါလုပ်ရင်မှားတယ်ဒါလုပ်ရင်မမှန်ဘူးဒါလုပ်ရင်မှန်တယ်မဝေဖန်မဆုံးဖြတ်နိုင်အောင်တွေးဝေမိုက်မဲနေတဲ့မောဟတွေအဲ့ဒါလို့ဒီလောဘဒီဒေါသဒီမောဟတွေရှိနေလို့ဒီလောဘဒီဒေါသဒီမောဟနောက်လိုက်နေလို့မှားတဲ့အလုပ်တွေယုံမာတဲ့အလုပ်တွေလုပ်နေသဖြင့်လူယုံမာတွေကြောင့်ယုံနေဂတ်တွေထောင်နေထားတယ်ဆိုတာရှင်းမှုလားပြိဿဒီတရားနာနေတဲ့အချိန်လုံးများခမည်းတော်ကျွတ်တို့လောဘတွေဒေါသတွေမောဟတွေချုပ်နေမယ်ငြိမ့်နေမယ်ဆိုရင်ဖြင့်ကျွတ်တို့တိုင်းပြည်ကြီးယုံနေဂတ်တွေထောင်နေထားရပါမလားပြိဿဒါကြောင့်ခမည်းတော်ကျွတ်တို့ဒီလောဘဒီဒေါသဒီမောဟခိုအောင်ရာဖြစ်တဲ့ဟောဒီယုံနံခန္ဓာကြီးချုပ်ငြိမ့်သွားမှသာလျင်ခမည်းတော်ကျွတ်တို့ဒုက္ခခတ်သိငြိမ့်မယ်သဘောပေါက်ရလားပြိဿဒါဖြင့်နိဗ္ဗာန်သဲလွန်စာလေးကိုသဘောပေါက်သွားပါလားသဘောပေါက်သွားလို့ရှိရင်ဖြင့်ဒီခန္ဓာကြီးရှိနေသမျှဒီလောဘဒီဒေါသဒီမောဟတွေကဒီခန္ဓာကိုယ်ကြီးတဲ့ကိန်းအောင်နေအောင်မှာပဲကိန်းအောင်နေအောင်မှာပဲဒီခန္ဓာကြီးချုပ်ငြိမ်းတော့မှတို့ဒုက္ခကငြိမ့်မှာပါလားလို့ဒီအသိမျိုးသိရင်ဟောဒီခန္ဓာကြီးပေါ်မှာတွေ့တာမှုတွေနှစ်သက်မှုတွေလှလှပပပြင်ဆင်ခြင်းနဲ့စိတ်တွေဓာတွေကိုတဖြည်းဖြည်းလျှော့သွားမယ်ဆိုရင်ဖြင့်ခမည်းတော်ကျွတ်တို့ဒီခန္ဓာကိုယ်ကြီးပေါ်မှာတဖြည်းဖြည်းယွံမုန်းသွားမယ်ဆိုရင်ဖြင့်နိဗ္ဗာန်ရောက်ဖို့လမ်းစပေါ်ပါပြီမပေါ်ဘူးလားပြိဿပေါ်ပါဗျာတို့ခန္ဓာကြီးများမုန်းရလားပြိဿတက်သေးကတဲပြတာမမုန်းပါဘူးဖေရလို့ပါဇက်လေးကတောင်မပြောရဲဘူးမုန်းမှမမုန်းမဲဆိုတော့လေမပြောရဲဘူးပေါ့လေမုန်းညတာယာမှုတွေနှစ်သက်မှုတွေခင်တွဲမှုတွေအခုတရားနာပရိသတ်ကြီးဒီခန္ဓာကိုယ်ကြီးအားလေခမည်းတော်ဟောခုစည်းလာခဲ့ခုံမနှက်စုပ်တော့အကုန်မကြဒီလိုပြောတော့လွန်နာပေါ့လှုပ်ချင်လှုပ်နေတယ်မင်းမယ်ကြုံမင်းမယ်ပရိသတ်ကြီးတရားပွဲလာတော့ခမည်းတော်ဖဏတ်စည်းမလာဘူးလားဘုရားကုန်းတော်ပေါ်လဲဖဏတ်စည်းရမှာမဟုတ်ပါဘူးလေတဲ့ဘေးအိမ်နီးစပ်တဲ့သိတဲ့အိမ်ကိုဝင်ပြီးတော့တရားနာသွားခြင်းလို့ဖဏတ်ကလေးထားခဲ့စမ်းမရသေးဆိုတော့ထားခဲ့ပါလက်မခံဘူးလားဟိုအိမ်ကလက်ခံပါပဲခမည်းတော်ခန္ဓာကြီးနာနဲ့ကင်းသွားလို့သေသွားတဲ့လူတွေကောင်ကြီးကြတော့ဒါကြီးခဏထားခဲ့စမ်းမရသေးဆိုလို့လက်ခံပါခုံမနှက်လောက်အသုံးမကျဘူးခုံမနှက်လူကလှုပ်တာဖရာအရှင်ဖရာဒီလောက်ထိအောင်မနှိုင်းပါနဲ့လို့မပြောနဲ့ခမည်းတော်ခန္ဓာကြီးနာနဲ့ကင်းသွားလို့လူတွေကောင်ဖြစ်သွားရင်ဘယ်အိမ်ကမှလက်မခံတော့လက်ခံပါမလားလက်ခံမှုဆိုတာဝေးရောကြောင်ကြိုကြောင်ညာသေးတဲ့မသားများအတော်အထွက်ခက်ဟိုအိမ်ကမဖြတ်ရဘူးဒီအိမ်ကမဖြတ်ရဘူးကြာတော့မသာမျက်စိလေတော့ပြောပါတယ်မြို့တော့မသိဘူးဒါကြောင့်ဒီခန္ဓာကိုယ်ကြီးတလောက်အသုံးမကျမှန်သိပါလျက်ကနေခမည်းတော်ခ
ခင်တွဲမှုတွေများနေမယ်တာယာမှုတွေများနေမယ်ဆိုရင်လူချင်းပါတယ်ဆိုတဲ့နိဗ္ဗာန်ရဖို့မလွယ်ပါမလားပြိဿကြီးမလွယ်ဘူးဗျမလွယ်လို့ရှိရင်လွယ်တဲ့နည်းကြင့်ကြံကြကြိုးကုတ်ကြအားထုတ်ကြနိဗ္ဗိဒစခန်းလေးကိုဝင်ကြညီငွေကြပါဒီခန္ဓာကိုယ်ကြီးပေါ်မှာခင်ဗျားတို့နိဗ္ဗာန်တော့ပါဇက်ကလိုချင်ပါတယ်ဒါပေမဲ့လို့တကယ်တမ်းအားထုတ်ပါဆိုတော့တန်ရောစင်ကြီးကတရန်းလန်းလန်းနဲ့လဲကန်းနဲ့ဥပုပ်ကလေးတရက်ဆောင်တာတောင်ကြောင်းနေကုန်မနေနိုင်ဘူးမှန်လားပြိဿတချို့ကြတော့လဲဘာပြောတော့ဥပုပ်နဲ့ဥပုပ်ကြောင်းလိုက်တော့ဒီနေ့ဥပုပ်ကြောင်းလိုက်မှလားတဲ့လိုက်မှတဲ့ဒီနေ့လေးနာရတာဥပုပ်နဲ့နားတာဆိုပါလားဒီနေ့နားရတာအကုန်နားရလားလို့ဆိုတော့နားကြမှာနားဘယ်နားမလို့ကြောင်းမှမအိပ်ဖဲနဲ့ဥပုပ်ကြောင့်နေကောင်းမနေနိုင်ဘူးညအိပ်ဖို့ဆိုတာဝေးရောဒီနေ့လေးနားရတာဥပုပ်ကြောင့်သွားပြီးတော့တရားနာပိဋကစိတ်ပရိစိတ်မလားတရားနာမလားတရားအထုတ်မလားအောင်မင်းနေအားရအောင်အိပ်ဒီနေ့လေးအိပ်ရတာတဲ့ဥပုပ်နဲ့ကြိုးစားအိပ်ကြဒါကြောင့်တရားနာပိဋကကြီးတချို့ကြတော့လဲဥပုပ်နဲ့ဥပုပ်ဆောင်ကြသည်ကျွတ်တို့ခစ်ကြတော့ဥပုပ်နဲ့မှာဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်တောင်းနဲလာကြပါပြီဗျာတို့နဲဘူးလားပိဋကဥပုပ်ဆောင်တဲ့နေ့ဥပုပ်နေ့ကြတော့ဥပုပ်မဆောင်မဲနဲ့ရှောက်လေကြပတ်ကြဥပုပ်နေ့ဈေးပိတ်တကောမန္တလေးပြောပါတယ်တောင်ငူမြို့တော့မသိပိဋကကြီးတောင်ငူမြို့ဥပုပ်နေ့ဈေးပိတ်တယ်အဲ့ဒီနေ့ဥပုပ်ဆောင်ရတချို့ကဥပုပ်မဆောင်ဘူးအဲ့ဒီနေ့ရှောက်လေတယ်အာလတ်တဲ့နေ့ဆိုပြီးတော့အဲ့ဒီနေ့ရုပ်ရှင်အတိုးချကြည့်တယ်မန္တလေးပြောပါတယ်တောင်ငူပြောနေတာမဟုတ်ပါဘူးဒါကြောင့်တရားနာပရိသတ်ကြီးဒီခန္ဓာကိုယ်ကြီးကိုညင်းငွေလာပါမှယွန်းလာပါမှမုန်းလာပါမှခမည်းတော်ကျွတ်တို့လိုချင်ပါတယ်ဆိုတဲ့နိဗ္ဗာန်ကရမယ်မှန်ရလားပရိသတ်တာယာမှုလေးတွေလျှော့ကြပါတာယာမှုလေးတွေလျှော့မှအခုတော့ခမည်းတော်ကတာယာမှုမလျှော့ဘူးဒါပေမဲ့မလျှော့ပုံလေးပြောအောင်မဲ့တာယာပုံမှားနေပုံလေးပိဋကကြီးခေါင်းပေါ်ဘာတွေပါတယ်တချို့ကကရုံးကြိတ်ထားတယ်ထင်တယ်မပြောဘူးပိဋကကြီးခေါင်းပေါ်ဘာတွေပါတော့ဆံပင်ကိုလက်နဲ့ကိုင်းပြီးနေတိုင်းမဖီးဘူးလားအဲ့ဒီဆံပင်ကိုင်းနဲ့လက်နဲ့ထမင်းပွဲတဲ့ထမင်းနှိုက်စားတာများယွန်းရဲ့လားမယွန်းပါဘူးတဲ့သာပြောဆံပင်ကိုင်းနဲ့လက်ကြီးနဲ့ထမင်းပွဲနှိုက်စားတာတော့မယွန်းဘူးတဲ့ပရိသတ်ဆံပင်ညီလေးတဲ့ပင်ထမင်းပွဲတဲ့ပါလာတော့ယွန်းသလားမယွန်းဘူးလားဖယ်ပြစ်လိုက်ပြီးတာမဟုတ်ဘူးဆံပင်ကိုင်းနဲ့လက်ကြီးနဲ့နှိုက်စားတော့မယွန်းဘူးတဲ့မဆံပင်လေးပါလာတော့နဲ့ယွန်းတယ်လေတာယာပုံမှားနေတာကိုဘုန်းကြီးပြောတာတချို့တောရွာတွေလက်ဖက်ပွဲကန်းနဲ့လက်သုပ်ဘဝမပါဘူးအဖိုးကြီးတွေကခေါရိုးကျိုးတဲ့ပစိုးလေးဝတ်သွားတယ်လေလက်ဖက်ပွဲလေးနှိုက်စားလိုက်လက်သုပ်ဘဝကလည်းမပါပစိုးအစ်စ်လေးမို့လည်းမသုပ်ရဲ့လက်ကပ်နေတဲ့စီကလေးတွေခြေသလုံးမွေးလှက်ပတ်သုပ်လိုက်မဲတော့ကြအဲ့ဒီလက်ကြီးနဲ့လက်ဖက်ခွက်ထဲနှိုက်စားလိုက်တာယာနေတာပြောပါတယ်တော့ကြစီကလေးတွေခြေသလုံးမွေးလှက်ပတ်သုပ်လိုက်လက်ဖက်ခွက်ထဲနှိုက်စားလိုက်မယွန်ဘူးအဲ့ဒီခြေသလုံးမွေးတွေလက်ဖက်ခွက်ထဲတပြွတ်ကြီးနှုတ်ထဲတော့ဘယ်နဲ့နေပါအဲ့ဒီကြဖယ်မစားဘူးသူယွန်အောင်မှာမှန်ရလားပိဋကကြီးဒါကြောင့်ဒီသာယာမှုလေးတွေတဖြည်းဖြည်းကလျှော့ကြပါမှမိမိတို့လိုချင်တဲ့နိဗ္ဗာန်ကိုရောက်မယ်ဒီမျက်လုံးထဲကထွက်နေတဲ့မျက်စိထဲမှာလဲနေတဲ့
မျက်စိအစဓဝါရ6ပါးမှာလဲနေတဲ့ဝတ်3ပါးကိုခမည်းတော်မြင်ဖို့တော်ပြီ။ကိုင်းဆိုကြည့်စမ်းမကိလေသာနှင့်ကမ္မဝိပါမျက်စိတွေတဲ့အမြဲရှိတာဓဝါရ6ပါးထောက်ထားသည်ရာဝတ်3ပါးဆုံးညာမရှိပါဖွင့်ကြည့်တော့မမြင်ဘူးလားမြင်ပါဗျာဘာတွေမြင်လို့ဟဲ့အဲ့ဒါခက်တယ်ဟောပေါင်းလည်းများပြီရွာတရွာသွားမေးတော့ဘာတွေမြင်လို့သူတကားတယောက်ကအကုန်လုံးမြင်ပါဗျာကျုပ်ကလည်းပြောလိုက်တယ်တကားရဲ့လို့ဖုံးထားတာတွေတော့မြင်မထင်ပါဘူးဟုတ်သားသူကကုံမကုံမဲနဲ့ယူပါရောအရှင်းတတ်တွေမြင်ပါတယ်ဖယားဆိုတော့မှကုံမှာအခုတော့သူကကြံနေယူပါယုံတွေကိုမြင်ပါတယ်ဖယားမျက်စိဖွင့်ကြည့်တော့ဘာတွေမြင်တော့ဟဲ့ဒီတော့ဘုရားကြီးမင်းရအောင်မယ်ဟိုချောတဲ့နှတဲ့ယူပါယုံလေးမြင်လိုက်တော့ဘုရားကြီးလူကျင်ဘူးလားလူကျင်နေဆိုတာဘာလဲဟဲ့လောဘအဲ့ဒီလောဘကိုကိလေသာခေါ်တယ်မျက်စိလေးဖွင့်ကြည့်လို့လူကျင်လိုက်တာနဲ့တပြိုင်နဲ့ကိလေသာဝတဲ့လောဘထွက်လာတယ်ကိလေသာဝဖြစ်လာကိုင်းလူကျင်တော့ဘုန်းကြီးမင်းမယ်အဲ့ဒီလူကျင်တာလေးကိုမရအောင်စိတ်ထဲကမကြံဘူးလားဟဲ့ကြံပါဗျာဗဇက်ကမပြောဘူးလားဟဲ့ခန္ဓာကိုယ်ကြီးကောမလုပ်ဘူးလားအဲ့ဒါဘာဝတ်ခေါ်မလဲဟဲ့ဒါတတ်ပါပြီကြောင်းထွက်ကြတော့တော်ပြီမနေ့ကလည်းပြောခဲ့ပြီဟောဗျာမနေ့ကကံကြောင်းဘုန်းကြီးပြောခဲ့ပြီလေမနေ့ကပြောခဲ့ရင်သဘောပေါက်ဖို့ကောင်းပြီစိတ်ကကြံတဲ့မနောကမ္မပါဇက်ကပြောတဲ့ဝစီကမ္မခန္ဓာကိုယ်ကလုပ်တဲ့ကာယကမ္မကမ္မဝတ်လေဘုရားရဲ့လူကျင်တာလေးကိုရအောင်ကြံတယ်ရအောင်ပြောတယ်ရအောင်လုပ်တယ်အဲ့ဒါကမ္မဝတ်လို့ခေါ်တယ်မပြုဘူးလားဘုရားကြီးဒါဖြင့်လူကျင်တာလေးကိုရအောင်ကြံတယ်ရအောင်ပြောတယ်ရအောင်လုပ်တယ်ဆိုတော့အဲ့ဒါဘာဝတ်ထွက်လာတော့မျက်စိတဲကကမ္မဝတ်ထွက်လာတယ်ကဲရအောင်ကြံရအောင်ပြောရအောင်လုပ်လို့ရလာတော့မိမိခံစားခြင်းတဲ့အတိုင်းမခံစားရဘူးလားခုနကကံဆိုတဲ့အကြောင်းတရားအလောက်ကြောင့်လောက်တယ်လို့ရလာပြီးတော့ခံစားရခြင်းသည်ဝိပါကဝတ်ဘာဝတ်တုံးပြိဿဒါဖြင့်မျက်စိတွေကဝတ်သုံးပါးလဲနေပုံသဘောပေါက်မလားဆိုကြည့်စားဟဲ့ကိလေသာနှင့်ကမ္မဝိပါမျက်စိတွေတဲ့အမြဲရှိတာဓဝါရ6ပါးထောက်ထားသည်ရာဝတ်3ပါးဆုံးညာမရှိပါတချို့ကဝတ်ဆိုတာသေပြီးတဲ့ဟိုဘက်မှာတွေ့ရလိမ့်မယ်ထင်တာနော်အမေလူတယောက်များဟိုတတ္တဝါဒီတတ္တဝါလေးတတ်လိုက်တော့ဘာပြောတော့မင်းတော်တဲ့တန်တရားကြရင်ဝတ်ခံရအောင်မှာဝတ်ဆိုတာသူတို့ကသေပြီးဟိုဘက်ကြမှာတွေ့လိမ့်မယ်ထင်တာပရိသတ်ကြီးမျက်စိထဲဝတ်3ပါးလဲနေတယ်ဆိုတာကိုလက်တွေ့သဘောပေါက်ပါလားဘုန်းကြီးပြောလို့မျက်စိထဲဝတ်ပန်တစ်ပါးလဲနေတာတော့ဟဲ့ဘာဝတ်တွေပါလိမ့်ပြိဿကိလေသာဝကာမဝဝိပါကဝပြန်ပြောကြည့်စမ်းကိလေသာဝကာမဝဒါဖြင့်ဝတ်ဆိုတာပြိဿကြီးတန်လျာမှတွေ့ရမှာလားဓဝါရ6ပါးမှာအမြဲတမ်းလဲနေသလား
မျက်စိအစဓွာရ6ပါးထဲမှာဝတ်သုံးပါးလဲနေတာကိုဘုန်းကြီးပြောလို့သဘောပေါက်ပါလားဒါကြောင့်ဒီဝတ်တွေလဲနေသမျှငါတို့နိဗ္ဗာန်ရမည်မဟုတ်လို့သိရင်ဝတ်အလဲမခံနဲ့တော့ဝတ်အလဲမခံအောင်ဘယ်လိုလုပ်ရမလဲမျက်စိဖွင့်ကြည့်လို့မြင်ပြီးယူပါယုံချောချောလှလှလေးဟာလှတာဟာလှတာဟာအမလေးလှလိုက်လေကြီးမိမိစိတ်ထဲဒီလိုလှတယ်လို့ထင်နေတဲ့အခိုက်အတန့်မှာစိတ်ကလှတာလေးကိုလူချင်တာမကြံမိအောင်ပါးစပ်ကလှတာလေးကိုရအောင်မပြောမိအောင်ခန္ဓာကိုယ်ကရတာလေးကိုခန္ဓာကိုယ်ကလှတာလေးကိုရအောင်မလုပ်မိအောင်အဲ့ဒါလို့ကြံမှုပြောမှုလုပ်မှုကိုဖျက်ပစ်လိုက်ရင်ဒီဝတ်သုံးပါလဲနိုင်မှာအောင်မလားမလဲအောင်လို့မကြံအောင်မပြောအောင်မလုပ်အောင်ကလည်းပဲဉာဏ်ကလေးရှင်ပြီးတန်ပစင်နဲ့သူလှတာပဲငါလည်းသူ့တနေကုန်ထိုင်ကြည့်နေမှာမဟုတ်ဘူးထိုင်လည်းကြည့်မနေနိုင်ဘူးမျက်တောင်မခတ်ဘဲနဲ့ဘာမှမလုပ်ဘဲထိုင်ကြည့်နေလေထမင်းစားဖို့ကရှိသေးတယ်ရေချိုးဖို့ကရှိသေးတယ်ရစရာကျွေးကလေးသွားတောင်းဖို့ကရှိသေးတယ်ဟိုသွားဖို့ကရှိသေးတယ်ဒီသွားဖို့ကရှိသေးတယ်ဒီတော့သူလှတာလေးကိုငါမျက်တောင်မခတ်ဘဲတနေကုန်ထိုင်ကြည့်မနေနိုင်တော့မျက်စိအောက်ကပျောက်တာနဲ့တပြိုင်နဲ့သူ့အလှလေးဟာမရှိတော့ပါလားဒီလှတာလေးဟာပြည့်သွားမှာပဲငါမျက်စိအောက်အမြဲတစေမနေဒီလှတာလေးဟာပျောက်သွားမှာပဲလို့အဲ့ဒီလှတဲ့အာယုံလေးပေါ်မှာမြဲနေတယ်လို့မမြင်မဲနဲ့ပြက်သွားလိမ့်မယ်လို့အပြက်ကိုမြင်လိုက်ရင်ခုနှစ်ကဝတ်သုံးပါးဟာမိမိမျက်စိထဲလဲနိုင်မှာအောင်မလားပြိဿလဲအောင်ဗျာဒါပေမဲ့မလဲနိုင်အောင်များမြင်ဘူးရဲ့လားလို့ဘုန်းကြီးမေးမယ်ဘယ်လိုဖြေမလို့မြင်ဘူးပါဘူးလဲအောင်ပဲမြင်တယ်မျက်စိအောက်ကပျောက်သွားတော့လေအတိတ်ပြန်လှဲ့တယ်မျက်စိတရားကိုထွက်ဘူးမဖြောက်ဘူးဟာခုနကလှတာလေးမြင်နေတာခုမရှိဘူးပျောက်ပြဲဒါအနိစ္စဟာလို့ဒီလိုထင်မလားဆိုမထင်ဘူးလှတာလေးငါမျက်စိထဲဝဲလေနဲ့မျက်စိထဲသူကမြင်နေတယ်တဲ့ဘယ်မြင်လဲနော်စိတ်ကဝိပ္ပန္နတာဖြစ်နေစိတ်ကဝိပ္ပန္နတာဖြစ်နေတယ်ဒီလှတာလေးမျက်စိအောက်ကပျောက်သွားတာကိုပဲလင်းပျောက်တယ်လို့မထင်မဲနဲ့အရင်ကမြင်ခဲ့တဲ့အတိတ်ကလေးကိုပြန်ပြီးတော့စမြုပ်ပြန်နေငါမျက်စိထဲမြင်နေတဲ့ရောင်အတိတ်ပြန်ပြီးတော့စမြုပ်ပြန်အတိတ်ပြန်စမြုပ်ပြန်ုံနေမှာကနောက်တစ်ခါတွေ့ရင်တော့ဒီလောက်လှတာလေနောက်တစ်ခါတွေ့လိုက်ရင်တော့ဒါဘာထင်တော့အေးဒါကြီးနောက်တစ်ခါတွေ့လိုက်ရင်တော့ဆိုတာခင်ဗျားတို့ဘာထင်မပြောရင်မဟောဘူးနောက်ထပ်ဘာထင်တော့အဲ့ဒါနောက်တစ်ခါတွေ့လိုက်ရင်တော့ဘာထင်တော့ဟောဗျာမတွေ့သေးဘဲနဲ့နောက်တစ်ခါတွေ့မှာကိုမျောနေတာဘာတော့ပိဿအတိတ်လားအနာဂတ်လားဂတ်တဲ့ပို့ကောင်းတာအနာဂတ်လေပိဿရဲ့ပြီးခဲ့တာအတိတ်ကိုပြန်လှည့်သည်မရသေးတာလှမ်းမျောတဲ့အနာဂတ်ပေါ်မှာအာယုရှိနေသည်အဲ့ဒီအတိတ်နဲ့အနာဂတ်ကိုခမည်းတော်တလှည့်စီပြန်လှည့်လိုက်လှမ်းမျောလိုက်ပြန်လှည့်လိုက်လှမ်းမျောလိုက်ဒါကြောင့်ငိုတာတောင်မှအတိတ်နဲ့မှငိုလို့ရတယ်လို့ဘုန်းကြီးမပြောခဲ့ဘူးလားပြိဿဒီမဲ့အတိတ်နဲ့ငိုပုံလေးပြောဦးမယ်တချို့မိန်းမတွေသူတို့လင်သားသေတော့မေးစီလက်ဖနှောက်လေးနဲ့ထောက်
ကြည်သားမမျက်စီကြီးမှိတ်လို့မလှုပ်တော့ပါလားသေပြင်းမနဲ့လှုပ်မသာလာတဲ့လူစိတ်မချမ်းသာအောင်တောင်ပြောမြောက်ပြောတယ်ငူရာကြီးအတိတ်နဲ့ဖြစ်ပြသမျှအကြောင်းကိုမျှော်ရင်ရှစ်ခဲကြိုက်ခဲတဲ့လက်စာဟောင်းတွေပေါ်လာရဲ့ဒါပါတော့အတိတ်ရင်တုန်းကချစ်ခဲ့တာတွေသူရှိတုန်းကချစ်ခဲ့တာတွေတချို့မိန်းမများဘာပြောတော့ဒီတုန်းကသူရှိတုန်းကခုရှိမှမရှိပဲရှိတုန်းကဆိုတာအတိတ်ခုမရှိဘူးသူရှိတုန်းကဘယ်လိုပြောသွားချင်အမှန်လေးပဲလို့ပြောမတက်ရင်နှိပ်ဖို့သာကြံတော့အတိတ်ကိုပြန်လှည့်နေတာအနာဂတ်ကြပြန်တော့သူသေးသွားလို့သာပေါ့သူများမသေးလိုက်လို့ရှိရင်မြမပြည်အနှံပြဖျားဘူးလှည့်ပြီးတော့လဲမယ်ဆိုတာတွေရွှေရကုန်းဖျားပေါ်မှာတက်ပြီးတော့ဇုံတွေပန်းစည်းကြီးတွေကိုင်ပြီးတော့ငှက်ဖြစ်တောင်တကိုင်းနဲ့ဆင်ဖြစ်တောင်တကျွန်းနဲ့ဆူမတောင်းလိုက်ရပါလားဘာလို့အဲ့ဒါသိနေပြီသိနေတာမရှိဘူးသူသာရှိလိုက်ရင်တော့ဆိုတာအဲ့ဒါအနာဂတ်အဲ့ဒီအတိတ်နဲ့အနာဂတ်ပေါ်မှာလှည့်ပြီးတော့အတိတ်ပြန်လှည့်လိုက်အနာဂတ်လှမ်းမျှော်လိုက်ပြစ္ဆုတ်ပံဆက်ကြတော့အပြက်ကအလွန်လျင်မြန်တော့အပင်ညာမရှိတော့သူမလိုက်နိုင်ပဲကိုညာကလေးကပြေးသားကြီးလိုက်နိုင်ရဲ့လားမလိုက်နိုင်ဘူးဗျဒါကြောင့်ပြစ္ဆုတ်ပံနဲ့ငိုလို့ကိုမရဘူးအတိတ်နဲ့ငိုလို့ရတယ်အနာဂတ်နဲ့ငိုလို့ရပြစ္ဆုတ်ပံဆက်ကဘယ်လောက်ထိအောင်အပြက်မြန်တော့ကောင်းကင်ကရှက်သီးပြဝင်းကနေမော်ကြီးမရှိဘူးလက်ဖြောက်တစ်ခါဒီဖြောက်ရှိဘူးတပြက်စီတစ်ခါကပြင်းရှိဘူးမျက်စိတစ်ခါမှိတ်ပြန်ဖွင့်ရှိဘူးအဲ့ဒီတပြက်စီတစ်ခါကမျက်စိတစ်ခါမိတ်လျက်တပြက်အဲ့ဒီအချိန်ကလေးမှာနံသက်တွေဟာဂတိတသိန်းကျော်ဖြစ်ပြီးတော့ပြက်ကြတယ်တဲ့ဘလောက်မြန်နှုံးပိဋကဘလောက်မြန်နှုံးပိဋကဒီလောက်အပြစ်မြန်နေတဲ့ကိစ္စကြီးကိုခမည်းတော်ကျွတ်တူအပင်ရင်မရှိတော့လဲအနေကကောတိတတ္တဟသဘာကိုဓာတ်ထဘောဆိုတဲ့အပြစ်မြန်တဲ့ဂရေတသိန်းကျော်ကိုမမြင်နိုင်ဘူးပေါ့မမြင်နိုင်တော့မမြင်တဲ့အပေါ်မှာညံကလေးနဲ့မဆိုင်ဖဲနဲ့မြင်ခဲ့တဲ့အမလေးသူမသိခင်တုန်းကငါ့ကိုဘယ်နဲ့ညနဲ့ဆိုတာဒီတကယ်လို့များသူမသိလိုက်ရင်ဘယ်လိုဆိုတာဒီအတိတ်နဲ့အနာဂတ်ဖက်ခမည်းတော်ပြန်ပြီးလှည့်လိုက်မြုံလိုက်ဒါကြောင့်တရားနာပရိသတ်ကြီးအနေနဲ့ဒီကနေ့မိမိတို့လိုချင်ပါတယ်ဆိုတဲ့နိဗ္ဗာန်ကိုရတဲ့နီးကတော့ဖြင့်အခုတရားနာနေကြလောဘဒေါသမောဟအခုချုပ်တယ်လို့များယုံနံခန္ဓာအစပြောက်ချုပ်ငိမ့်သွားရင်ဘလောက်အေးလိုက်လေမတုံးလို့နိဗ္ဗာန်သဲလွန်စာလေးဖော်တာနဲ့ပဲကျုပ်ခိတ္တနာမယ်ဗျာဆုံးက3-4လှုပ်စားနိုင်တယ်မောတယ်ဗျာကြလားပိုက်သေးအစာမရှိတော့နောက်ပိုင်းဇတ်ထုတ်ဟောမယ်တရားနာပြီကနော်ဒါကြောင့်ဇတ်ထုတ်မဟုတ်ခင်ခိတ္တလေးနားပါမယ်ဒီကနေ့တော့အာရပါရကြီးလှူကြပါနဲ့ရွှေဆန်းတော်စီရီတော်ကြီးရွှေက2သိန်းဘူးလောက်ချမယ်ဆိုတော့ငွေရအတော်လိုးနေပါတယ်နော်ဒါကြောင့်ကြိုးကြိုးစားစားလှူစေခြင်းတယ်ဗျာဒီနေ့တော့နောက်ဆုံးညဘုရားကုန်းတော်ဘုံမှာအင်တိုက်အားတိုက်ဒါကြောင့်ဗမာရိနမမေ့မလျော်မပေါ့မဆန်တော်တည်းတရားဖြင့်တံပါဒိဋ္ဌမိမိတို့ကြီးမှန်သမျှလွယ်လင်းတဲ့ခုပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းတရားမွေလျောဓမ္မမိတ်ဆွေများရှင်
ဓမ္မကတိကအကျော်ဆရာတော်များရဲ့တရားတော်များဖြင့်ဗုဒ္ဓပူဇာဓမ္မပူဇာသံဃာပူဇာတေးများနဲ့မိဘဆရာကတော်တေးများကိုနားဆင်ကြည်နူးလိုကြပါရဲ့မင်္ဂလာစိန်တေးသံတွေမှာကက်ဆက်ခွေး CD တက်ပြားများနဲ့ VCD တက်ပြားများကိုဝယ်ယူရရှိနိုင်ပါပြီရှင်ကြည်လင်ပိတညွတ်မြတ်တာအတန်ကုန်တရက်လေးထားတဲ့မင်္ဂလာစိန်အတန်ကူးလုပ်ငန်းနဲ့ရောင်းဆိုင်ဒီနေရာအမှတ်143လမ်းရန်ကုန်မြို့ဖုန်း254 239